ကဘာဦးစာတုံးကကုန်းမြေဆိုတာမရှိပဲသမုတ်တရားရှေးပြင်းကျဲကြီးပဲရှိခဲ့ပါတယ်။အချိန်တစ်ခုမှာတော့တဖီတီလို့ခေါ်တဲ့ကုန်းမြေတို့ရဲ့မိခင်ကြီးကကျွန်းတကျွန်းအဖြစ်မွေးဖွားလာပါတယ်။တဖီတီရဲ့နှလုံးသားကအသက်တွေကိုဖန်ဆင်းနိုင်တဲ့စွမ်းရည်ရှိပြီးအဲ့ဒီစွမ်းရည်နဲ့စိမ့်ဆိုသားရတဲ့ကုန်းမြေတွေကိုမွေးဖွားပေးခဲ့ပါတယ်။ကဘာမြေကိုတောင်ဖန်တီးနိုင်တဲ့တဖီတီရဲ့စွမ်းရည်ကိုလူတချို့ကလိုချင်ကြပါတယ်။တဖီတီရဲ့နှလုံးသားကိုသာရှာရင်အရာရာကိုကြီးစိုးနိုင်မယ်လို့ထင်ကြပါတယ်။အားလုံးထဲမှာစိတ်အားထက်သန်ဆုံးကတော့ပင်လယ်နဲ့လေတို့ကနေမွေးဖွားလာတဲ့နတ်ဘုရားတစ်ပိုင်းမာဝီဖြစ်ပါတယ်။သူကနတ်ဘုရားတွေကြီးမြင့်လာတဲ့ငမြကျိတ်ရဲ့အစွမ်းနဲ့တက်ရှိမျိုးမျိုးရဲ့အသွင်ကိုပြောင်းနိုင်ပါတယ်။လူသားတွေအတွက်သူရဲကောင်းကြီးဖြစ်တဲ့မာဝီကတဖီတီရဲ့နှလုံးသားကိုအောင်မြင်မြင်ခိုးနိုင်ခဲ့ပါတယ်။နှလုံးသားမရှိတော့တဲ့တဖီတီကအသက်တက်တွေဆုပ်ယုပ်သွားပြီးအမှောင်ထုကြီးတစ်ခုဖြစ်လာပါတယ်။အဲ့ဒီနေ့မှာပဲတဖီတီရဲ့နှလုံးသားကိုလိုချင်နေတဲ့မြေကြီးနဲ့မီးတို့ရဲ့နှဆိုတဲခလည်းပေါ်လာပါတယ်။တဲခကမာဝီစီကနေနှလုံးသားကိုလူဖို့ကြိုးစားပါတယ်။သူတို့နှစ်ယောက်အကြီးအကျယ်တိုက်ခိုက်ပြီးတဲ့ကမာဝီကိုဘယ်သူမှမတွေ့ရတော့တဲ့အပြင်တဖီတီရဲ့နှလုံးသားရောမာဝီရဲ့ငမြကျိတ်ရောကသမုတ်တရားထဲမှာပျောက်ကွယ်သွားပါတယ်။တဲခကိုယ်တိုင်ကတော့နှစ်တစ်ထောင်ကြာသွားသည့်တိုင်အောင်တဖီတီရဲ့နှလုံးသားကိုလိုချင်နေတဲ့နတ်ဆိုးတစ်ကောင်အဖြစ်ရှိနေသေးဖြစ်ပါတယ်။တဖီတီရဲ့နှလုံးသားအခိုးခံလိုက်ရတဲ့နေ့ထဲကတဲခရဲ့အနီးနားကကျွန်းတွေဟာတဖြည်းဖြည်းအသက်တက်တွေဆုပ်ယုပ်လာပါတယ်။ဒါပေမဲ့တနေ့နေ့မှာတော့လူတစ်ယောက်ကသမုတ်တရားထဲမှာရွှတ်လွှင့်ပြီးနှလုံးသားကိုရှာတွေ့လိမ့်မယ်။အဲ့ဒီနှလုံးသားကိုမာဝီစီယူသွားပြီးနောက်တဖီတီစီမှာပြန်ထားပြီးအားလုံးကိုကယ်တင်နိုင်မယ်ဆိုတဲ့ရှေ့ပြေရောဆန်ဆန်ပုံမြင်တစ်ပုဒ်လည်းရှိပါတယ်။အဖွားပြည့်သူပြောပြတဲ့အဲ့ဒီပုံမြင်တွေကိုခလေးတွေအားလုံးကကြောက်ကြပေမဲ့မိုဝါနာကတော့အရန်သဘောကျပါတယ်။တနေ့မှာမိုဝါနာကရေစက်မှာကစားနေတော့သမုတ်တရားကြီးကသူ့ကိုတဖီတီရဲ့နှလုံးသားကိုလာပေးပါတယ်။မိုဝါနာကဘာမှမသိပေမဲ့သဘောကျနေတော့သူ့အဖေရွာလူကြီးရောက်လာလို့အသက်ဝင်နေတဲ့သမုတ်တရားကြီးကပြန်ပြောက်သွားပါတယ်။သူ့အဖေလိုပဲမိုဝါနာကိုယ်တိုင်ကလည်းတနေ့ကျရင်ရွာရဲ့အုပ်ချုပ်သူဖြစ်လာရမှာဖြစ်ပါတယ်။မိုဝါနာကပင်လယ်ရေပြင်ကိုအရန်သဘောကျပေမဲ့သူ့အဖေကတော့ရေလို့ပြောလိုက်ရင်ကိုအန္တရာယ်များတဲ့နေရာလို့သတ်မှတ်ထားပါတယ်။မိုဝါနာကိုယ်တိုင်လည်းအရွယ်ရောက်လာတဲ့အခါမှာသမုတ်တရားကြီးကိုစူးစမ်းဖို့ထက်ရွာကိုဥဆောင်ရမယ်သူ့ရဲ့တာဝန်တွေကိုကြေပွန်အောင်ထမ်းဆောင်ရပါတယ်။တနေ့တော့ရေကြုံမရှိတဲ့သူတို့ကျွန်းရဲ့အသက်သွေးကြောဖြစ်တဲ့အုံသီးတွေကပုတ်လာပါတယ်။ကျွန်းပတ်လည်မှာလည်းငါးတကောင်မှမဖမ်းမိလို့ရွာသားတွေကစိတ်ညစ်နေကြပါတယ်။မိုဝါနာကကြောက်တန်းတွေကိုကြော်ပြီးငါးဖမ်းကြည့်ဖို့တိုက်တွန်းတော့သူ့အဖေကစူပါတယ်။ဘယ်သူမှအဲ့ဒီကြောက်တန်းတွေကိုကြော်ပြီးမသွားရဘူးလို့အားလုံးရှိမှမိုဝါနာကိုသူ့အဖေကအော်လိုက်ပါတယ်။မိုဝါနာအဖေကလည်းငယ်ငယ်တုန်းကကြောက်တန်းတွေရဲ့အကြော်ကိုစိတ်အားထက်သန်စွာနဲ့တွားခဲ့ဘူးပါတယ်။ဒါပေမဲ့မုံတိုင်းနဲ့တိုးပြီးသူ့အချစ်ဆုံးတငယ်ချင်းကိုဆုံးရှုံးလိုက်ရပါတယ်။အဲ့ဒီနေ့တည်းကသူ့အဖေကရွာသားတွေကိုပင်လယ်ခရီးအားလုံးတားမြစ်လိုက်ပါတယ်။ဒါပေမဲ့စူးစမ်းကျင်တဲ့မိုဝါနာကတော့ကြောက်တန်းတွေရဲ့အလွန်မှာငါးတွေရှိမလားသွားကြည့်ဖို့လှိမ့်နဲ့ထွက်သွားပါတယ်။ရွက်လည်းမလွှင့်တတ်ပဲ့လည်းမထိန်တတ်တဲ့အတွက်တိတ်ဝေးဝေးမရောက်ခင်မှာပဲလှေမှောက်ပြီးကန်းဆက်ကိုမသိအောင်တမဲပြန်ရောက်လာပါတယ်။သူလှေနဲ့ထွက်သွားတာကိုသူ့အဖွားတွေ့တော့ကြောက်တုံးတွေနဲ့ပိတ်ထားတဲ့ဂူတစ်ခုစီကိုခေါ်သွားပါတယ်။ဂူထဲမှာတော့အရွယ်ဆုံးဒီဇိုင်းဆောင်ရွက်သင်းမောတွေအများကြီးရှိနေပါတယ်။အဲ့တော့မှ